အားလုံးပဲမင်္ဂလာပါခင်ဗျပျော်ဝေမျိုးထိုးတဲ့ဆိုင်ကနေကြတဲ့ကြိုဆိုလိုက်ပါတယ်ဗျာနော်ဒီတစ်ခေါက်ကတော့ကျွန်တော်နောက်မှရှိတဲ့လူကြီးရောလူငယ်ရောကြိုက်တဲ့ဒီမှာဒီလိုအပွင့်စင်လေးကျွန်တော်ဒီမှာထပ်ရောက်ထားပါတယ်ဗျာနော်11စင်လေးကျွန်တော်တို့ဒီမှာ11ကမှဒီမှာအဝိုင်းလေးနဲ့အများကြိုက်တဲ့ပုံစံမျိုးလေးကျွန်တော်လုပ်ပေးထားပါတယ်ဗျာနော်ဒီကောင်ဆိုပေါင်းမီရှိသူလည်းရှိပါဗျာနော်ဒီကောင်လေးဆိုရင်ပေါင်းချင်းအားဖြင့်ပေါင်းချင်း100ကနေပေါင်းချင်း135ဒီ AC ရပါမယ်ဗျာလူကြီးရောလူငယ်ရော AC ဝေးလို့ရပါတယ်ဗျာနော်ဒီမှာလုံးဝအစင်ဆိုရင်လည်းကျွန်တော်ဒီမှာလုံးဝပေးအောင်ပဲကလာမပါပါဘူးဗျာနော်ဒီကောင်လေးဆိုရင်တော့6ရောင်လိုက်နဲ့လာပါတယ်ဗျာနော်ဒီကောင်လေးဆိုရင်လုံးဝအလှလေးပါဗျာနော်စင်လေးတွေဆိုရင်ဒီကောင်လေးဆိုဒီမှာပါဗျာနော်လုံးဝအပွင့်လေးနေတယ်ဗျာနော်ချစ်စရာလေးပါဒါလေးဆိုရင်အပြာလေးဗျာနော်ဒါကောင်ဒီကောင်လေးကတော့လုံးဝအဝါလေးဗျာနော်အပွားဟိုဘောမှာဒီကောင်တော့အပွင့်အနုပ်ကလေးနေဗျာဒီကောင်လေးဆိုရင်တော့ဟာခရမ်းလေးပဲနောက်မှချိထားတဲ့အရောင်နဲ့အတူတူပဲနော်ဒီကောင်လေးဆိုရင်တော့လုံးဝအဖြူလေးနဲ့အဝါလေးနဲ့ဆက်ထားအပွင့်လေးကကျတော့အဝါလေးဗျာနောက်ခံလေးကကျတော့အဖြူတော့မဟုတ်ဘူးဗျာဟောဘာကြောင့်ခေါ်လဲမသိဒီကောင်လေးဆိုရင်ချစ်စရာလေးပဲဗျာနော်ဒီမှာလုံးဝမိုက်ပါဒါလေးဆိုလို့ချင်းနေဆိုရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်3996611469လည်းဆက်သွယ်မှယူနိုင်ပါတယ်ဗျာနော်ဆိုင်ကိုလာရောက်အားပေးမယ်ဆိုရင်ကျွန်တော်ဆိုင်လေးကပျော်ပဲမျိုးမိတဲ့ရုံနဲ့များဆောင်ထိုးမှရှိပါတယ်ဗျာနော်လက်ကားလိုချင်တဲ့တွေလည်းရပါတယ်ဗျာနော်လက်ကားဆိုရင်ကျွန်တော်ဒီမှာကာလာဈေးနဲ့ယူပေးရပါတယ်ဗျာနော်လက်ကားဈေးဆိုကျွန်တော်က1000ခွာပေးပါတယ်ဗျာနော်ဒါလေးဆိုရင်တော့ရောင်းပေးရစီငွေချက်15000ကျန်တယ်ပဲကျွန်တော်ရောင်းပေးရပါဗျာနော်လက်ကားဈေးဆိုရင်6တရိုင်စပြီးယူပေးရပါဗျာနော်တစ်ထည်ကို1000လျှော့ပါတယ်ဗျာနော်6ထည်ဆိုရင်တော့ဟောကျွန်တော်တို့14000နဲ့ရပါမယ်ဗျာနော်အားလုံးကိုကျေးဇူးအများကြီးတင်ပါ